မင်္ဂလာပါရှင်ကျမနာမည်ကတော့ခေထွေးတစ်စင်ပါသူကကြတော့ဆယ်လေးနော်ဆယ်လေးလို့ခေါ်ပါတယ်အခုဒီနေ့သူကကြတော့surgery လာလုပ်တယ်ပေါ့နော် service ဘိုင်းနဲ့ပတ်သက်တာတွေက service ဘိုင်းနဲ့ပတ်သက်တာတို့ဆိုအရင်ကောင်းတယ်ပေါ့နော်သူ clinic နာမည်က VK clinic တကယ်ချင်းနေအရင်စိတ်လို့ရှာလားစိတ်လို့ရှာပါတယ်ဗျအခု operation လုပ်တာအရင်ပထမဦးဆုံးတမမဟုတ်အရင်ကလေးကလုပ်လာပို့တာရှိလားအရင်တည်းကတော့မလုပ်ခဲ့ဘူးပါဘူးအခုမှပဲပထမဦးဆုံးချိန်လာလုပ်တာပါဗျာနေစိတ်ထင်ပေါ့နော်အခုခွဲစိတ်တာတွေပါဆိုလို့ရှိရင်ဒီဘာပဲလဲဒီစေရုံရဲ့ပေါ့နော်အာသာချက်ပေါ့အဲ့လိုမျိုးလေးတွေနေအခုမြည်တွေ့နေရရောရှိလားပေါ့နော်လှုပ်ထားပြီးသားတဲ့သူတွေတော့တွေ့ပါတယ်ဥစားအဆင်ပြေပါတယ်ဥစားလည်းလှုပ်ထားပြီးသားတွေရောလိုက်ပြီးလှုပ်ပြီးကူညီပေးတာတွေရောအကုန်လုံးကောင်းပါတယ်အခုစိတ်လှုပ်ရှားနေအခုကတော့နည်းနည်းစိတ်လှုပ်ရှားနေပါတယ်ဟုတ်ကဲ့ပါใช่ค่ะวันนี้ก็มากับเพื่อนที่มาทำศัลยการนะคะก็คือว่าหนูก็อยู่ที่ไทยแล้วแต่ว่าหนูมาไปเพื่อเขาค่ะข้อที่หนึ่งก็ดูจากรีวิวก่อนแล้วก็เข้าไปทักเขาแล้วก็เราคุยกันนะคะก็คือประทับใจมากค่ะก็คือแบบบริการดีมากค่ะบริการดีมากแล้วก็น้องที่แนะนำก็มาด้วยเขาก็ดีมากเหมือนกันค่ะแล้วก็เลยเห็นคุณหมอทุกคนก็น่ารักมากค่ะขอบคุณนะคะขอบคุณอีกครั้งค่ะ